မင်္ဂလာပါမန်ယူတင်းတော့နော်အမရီကွင်းကြီးမှာဒါအတားရလေးနဲ့2-3ဆိုတဲ့အနိုင်ရလာတဲ့အင်ပြန်လာနိုင်ပြီဖြစ်ပါတယ်သူတို့အာဆင်နယ်နဲ့တွေ့တဲ့အချိန်တိုင်းရလက်ဆိုးတွေနဲ့အမြဲတမ်းကြုံတွေ့နေရတဲ့မန်ယူတို့ကဒီနေ့မှာတော့အကောင်းဆုံးချိန်ဆက်နဲ့နော်2-3ဆိုတဲ့အနိုင်ရလာတဲ့အင်ပြန်လာနိုင်ပါပြီဆိုတော့မန်ယူအတွက်ပထမဆုံးတွင်းခုကြတော့နော်တစ်ဖက်အာဆင်နယ်တို့နောက်ခံလူတွေဖြစ်တဲ့ဒါထင်ပါတို့နော်ဆာလီပါတို့မာယူနဲ့နေရာပိတ်ဖို့မှုမာယူနဲ့နေရာကိုနော်အစားဒါအကောင်းမှုဆုံးတက်စွာနဲ့နော်အခွင့်ကောင်းယူပြီးတော့နော်အပေါ်ပေါ်ကတဲ့ဒါကိုဂိုးတမဝဝတွေးတဲ့အနေထားမှာလက်ပါဆုံးနဲ့တွင်းကူးတွေမန်ယူအတွက်ချေပါကိုတွေးယူပေးခဲ့တာပဲဖြစ်ပါတယ်နော်ဒုတိယဂိုးကိုကြတော့ထိုးနေလည်းကောင်းပဲနော်နောက်ဒီကွင်းလေလူတွေဖြစ်တဲ့နော်ဒရရိုက်တို့ဒီဘက်ကဒီအိုဒီကာတို့ရဲ့အမားရတဲ့တစ်စစ်နော်လလပပပိတ်ကန်တွေးပြီးတော့နော်ဂိုးတမအငိုက်ကိုမစ်ပြီးသွားစေတာပဲဖြစ်ပါတယ်နော်နောက်ဆုံးအနိုင်ဂိုးကြတော့နော်ဒါခွန်ညားနေပြီးတော့နော်ကဲတိတ်တဲ့လက်ပါတွေလုံးနော်ဒန်နာရိုက်တို့ဒီမာရီနိုတို့ဂျားနေကိုတွင်းသွားတာနော်ဇူပီမာနီတို့တစ်ဖက်မှာဒါသူတို့လူတစ်ခေါ်ယူထားတဲ့စတာပယ်လီကခေါ်ယူထားတဲ့ဒါအီးစေးကလည်းမတက်နိုင်ခဲ့ဘူးနော်အနောက်မှာရက်ကြည့်နေတယ်နော်ဆိုတော့ကဒီအနေထားကြီးမှာခွင့်ပြုလိုက်ရတဲ့ဂိုးတွေကနော်ကွင်းလင်းအမားတွေဒါနောက်တန်းမားတွေကြောင့်ဖြစ်တယ်ဆိုတာကျွန်တော်အာဆင်နယ်အတင်းတွေတိမှာပါနော်ဆိုတော့မန်ယူကလည်းဒီနေ့မှာတော်တော်ကိုကောင်းပါတယ်ကြည့်လိုက်တဲ့အနေထားနော်ဆိုလိုတော့ကဒါအာဆင်နယ်တို့အတွက်နော်ဖီအားတစ်ထက်ဝင်သွားပါပြီနော်တစ်ဖက်မှာအက်စထရွန်ဗီလာတို့ဒါမန်စီတို့နိုင်ထားတဲ့အတွက်နော်လေမတ်တီပဲကွာဟာတော့တယ်ဖြစ်ပါတယ်တစ်ဖက်မှာမန်ယူတင်းတို့ကလည်းနော်ဒါအမိုရီလက်ထက်မှာနော်တော့ဖုန်းဝင်မှုအတွက်အခွင့်အရေးတွေအချင်းချင်းခါရခဲ့ပေမဲ့အမြဲတမ်းကျွန်တော်တို့နော်ဒါလက်လုတ်ခဲ့ရတာပဲဖြစ်ပါတယ်ဒီတစ်ခါမှာတော့တော့ဖုန်းကူတဲ့ဒါအခွင့်အရေးရသွားတဲ့ခါမှာတော့အမြင့်အရဒါအခွင့်အရေးကိုယူပြီးမှအခုကတော့တော့ဖုန်းကိုနော်38မိနစ်ဒါတော့ဖုန်းပေါ်ဝင်ထိုင်နိုင်တယ်ပဲဖြစ်ပါတယ်နော်တစ်ဖက်မှာအာဆင်နယ်ကတော့နော်တစ်ဖက်မှာချယ်ဆီကတော့နော်ချယ်ဆီကတော့30ခုနှစ်ပတ်နဲ့ဒါတပတ်กว่าထားတဲ့အနေထားမှာအဆင့်ကမှရက်တည်နေပါတယ်လီဗာပူးကတော့အဆင့်6ကိုဆင်းသွားပါပြီဆိုတော့ကမန်ယူတို့အတွက်အလုံးကိုချုံမြင်လာတဲ့ရက်တက်တဲ့ပတ်ပါကျွန်တော်တို့မန်ယူအတင်းတို့ဟာအာဆင်နယ်နဲ့အင်ကွင်းအမရိကွင်းကြီးမှာရင်ဆိုင်ရတဲ့ချိန်တိုင်းမှာရက်လက်ဆိုးတွေနဲ့ကြုံတွေ့နေရတဲ့ဟာတွေကိုဒီနေ့ကတော့အကောင်းမှုဆုံးနဲ့အဆုံးတတ်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်မန်ယူ break တက်တဲ့အတွက်အလုံးကိုပျော်ရွှင်စရာကောင်းတဲ့ရက်တက်တဲ့ပတ်ပါဟူးတိုင်းပြောလိုက်ပါဦးကဲဒီနေ့တော့မန်ယူ break တက်တယောက်နဲ့တော်တော်လေးဂျန်နာအားရတဲ့နေ့ဖြစ်သွားပြီဟုတ်ပါတယ်ကဖလားမုံဘူးတော့တော့ဖုန်းဝင်ခွင့်တော့ဖုန်းဝင်ခွင့်ရတီကြီးတွေကိုနိုင်ဖို့အတင်းကြီးကိုဖြူဖို့လူခဲ့တဲ့ရက်တက်တဲ့ပတ်ပါလေကျွန်တော်တို့မန်စီးတီကို2စီးဖြူထားခဲ့တယ်ဒီနေ့မှာတော့အာဆင်နယ်ကချန်ပီယံလိဂ်မှာတော့ထိပ်ပြင်းနေတဲ့အာဆင်နယ်အတင်းတော့ကျွန်တော်တို့ဖြူတဲ့အတင်းတွေကဒါဝိုးတို့အတင်းမဟုတ်ဘူးနော်ဗန်လေအတင်းတို့မဟုတ်ဘူးကျွန်တော်တို့ဖြူတဲ့အတင်းတွေကချန်ပီယံလိဂ်ဖလားယူမယ်ဆိုပြီးကြွကြော်ထားတဲ့အတင်းတွေဖြစ်ပါတယ်ဆိုတော့ကအတင်းတွေမဟုတ်ဘူးတိုင်စီတော့ကတင်းတွေမဟုတ်ဘူးဒါကြောင့်ကျွန်တော်တို့လေတိုက်တယ်အားရပရလေတိုက်ရက်ခွက်ထဲမှာလေတိုက်လက်ဖေးဆိုင်ထဲမှာလေတိုက်ကဲအားလုံးပဲကိုကျိုရစ်ရှိမှာတစ်ဖက်မှာအာဆင်နယ်တို့ကလည်းစိတ်မပူပါနဲ့နော်မင်းတို့အတွက်လေးဘက်ကွာဟာနေတဲ့အနေထားမှာရှိနေသေးတယ်ဆိုပေမဲ့ဒီလေးဘက်ကတော့နော်မင်းတို့အတွက်ချန်ပီယံဖြစ်နိုင်တဲ့အနေအခွင့်အရေးတွေရှိပါသေးတယ်ဆိုတော့ကအာဆင်နယ်တို့လည်းလာမယ့်ပွဲတွေမှာအကောင်းမှုဆိုတဲ့ပြလာနိုင်ပါစေနော်ကဲအာဆင်နယ်တို့ဒီနေ့ယာတီမှာတော့ဒီပွဲနောက်ဆုံးတွေ့ဆုံခြင်းဖြစ်တယ်ရှေ့လာမယ့်ယာတီဒီမှာပဲကျွန်တော်တို့အာဆင်နယ်နဲ့တွေ့ဆုံရမှာဖြစ်တဲ့အတွက်ကဲမန်ယူတို့အတွက်ဒါအလွန်ကိုချုံပြတဲ့ရက်တက်တဲ့ဘက်ပါအားလုံးပဲဘိုင်ဘိုင်ဟူးဟူး